ကဲဒီနေ့မှာတော့ချောင်းကို run ဆော့ပြီးတော့ run မှာစေးထိုးနေတယ်ညီကိုတို့အတွက်ချောင်း run ဆော့ပြလိုက်ပြီဗျာဒီဘွဲမှာကျွန်တော်ကိုယ်နဲ့တွဲဆိုတာပေါ့နော်ကျွန်တော်ကိုတော့ download ပေးထားတယ် KWS game နဲ့မလို့အထင်လေးလွတ်ကြည့်နေမှာအကုန်လုံးက try get တွေပါကဲပွဲစားရဗျာ enemy hyper ဘယ်ဘက်စားလဲဆိုတော့အရင်သွားကြည့်မယ်မကင်ဘူးလို့လားမလာတာဗျာ enemy hyper rubber ကအရင်စတယ်ဗျာစမန်းလေးကိုကာဗာသွားပေးမယ်ဟေးတဲလေးကာဗာဘယ်လောက်တန်လို့ခြင်းလဲဘိုက်ကူကဆွဲတယ်ချောင်းဆိုးတဲ့ဟီးရောဘလို့စော့တော့ကျန်းတယ်တာဝဲဟီလိုက်တုံမယ်အကိုလေးပြောသွားလို့သေးပေးလိုက်တယ်ဗျာကျွန်တော်ပြန်ရှင်းလာတဲ့ hyper ကိုဘက်ကူတယ်ဘက်ကူနေရင် enemy hyper ကိုအလဲလမ်းမှာတွေ့လိုက်တယ်ဗျာဒီပုံတန်းဆိုရင် enemy hyper ဘလူးဘက်သွားဆမယ်ဆိုတော့တေချာနေပြီဗျာဘက်သွားနောက်မယ်စက်ကြရနားလိုက်တယ်ဗျာလေလမ်းမှာအိုရလေးကိုတွေးလိုက်တယ်မင်းတော့ကိုမြင်ပြီးဝင်းတော့ကိုမမြင်ဘူးဟိုက်ပါလည်းရှိရဲဆိုတော့အိုဓာတ်ကတော့သေပြီဗျာသေလိုက်တော့ပြီးရင်ကျွန်တော်တို့ဟိုက်ပါခေါ်ပြီးတော့ပတ်သွားထားပြီဗျာကျွန်တော်တို့ဟိုက်ပါဒိုင်းတော့ဆိုတော့အားလေးဒိုင်းမိတ်များတယ်ဗျာခါတော့ဆိုတဲ့ရှေးရိုးနဲ့ပြေးသွားပြီဝင်နေဝီဒီပေါ့တယ်ကျွန်တော်တို့ဟိုက်ပါဘက်ရသွားတယ်ဗျာခါတော့ပြောလေဝုန်းဖလစ်ကဒီလေဟိုက်ပါနဲ့ run ထွေးရတာတန်နေဗျာဒီတိုင်းတော့ဒီမစမန်းနေရောမိတ်တွေရောဗျာကြောက်တဲ့နှခါစီဆိုပြီးဝင်းချရတယ်ဗျာတစ်ချက်ရှုပ်အကုတ်တစ်ချက်တိုင်းတော့ကောင်းနေတွင်းနေနေလို့ပြသွားတာဗျာနစကွန်ရောရတာအဆင်မပြေတဲ့အတွက်ဗီဒီယိုလေးကတော့ဒီတော့ပါဗျာ see you guys next video